တော်ဆိုခြင်းသာသနာအလင်းဝေဝေဖြာလို့စင်စင်ပွားလို့စဉ်တရားလေးနှစ်ပြည့်ဝိဇာတဂုံအင်များတင်နေထင်ကြည်နူးစရာကုသိုလ်ဖျားတကယ်ကိုထူးခြားလို့နေလာတော့ပါ600ကျော်နဲ့သီလရှင်များစွာအညီညွတ်တဲ့စုပေါင်းကလူဒန်းနဲ့ပွဲမဟာစွမ်းစံစိမ့်နဲ့နဝကမ္မဝတ္ထုငွေတွေအဖျားဖျားလူတော်ပွဲကြီးကစီကားလို့ထူချလာတာအေးချမ်းကြစေကြောင်းမြတ်တာတွေဝေဝေဖျားဖျားရွှေဘော်ကျွန်းစရာတော်ဖျားကျေးဇူးတော်အနန္တပါလေးသာသနာကုံအရှိန်ကကဘာလုံးကိုလင်းပြန်စေမြူးမြူးကြွကြွကခုံလို့တို့မြမအပွဲတွေစေတနာအလားထင်ဟပ်လို့သာဓုတန်တွေညံပါစေကြည်ဖြူစွာနဲ့သာဓုတွေခေါ်ကြစေစွမ်းစံစိမ့်လူရန်လို့နိဗ္ဗာန်ကိုရည်မှန်းမျောဝတ္ထုငွေတွေနဲ့ကုသိုလ်ထူးကိုဝမ်းမြောက်စွာဖော်တရားလေးနှစ်ပြည့်ဝိဇာတမင်္ဂလာပွဲတော်ဘုံတန်ကိုယ်တွေကြီးမြင့်လာတဲ့ရွှေဘော်ကျွန်းစရာတော်သာဓုအေးချမ်းပျော်ရွှင်ကုသိုလ်တွေယူကြစို့လေသာဓု